တနေ့တော့အိမ်အောင်ဖက်မရှိပဲသားသမီးကိုတယောက်တည်းရုန်းကန်ကျွေးမွေးနေရတဲ့ငုံဆိုးမကောင်မလေးတယောက်ရဲ့မိဖို့ချောင်ထဲမှာထူးထူးဆန်းဆန်းအတန်တွေကြားရလို့သူမနိုးလာခဲ့ပါတယ်။အမှောင်ထဲမှာမိခွက်လေးကင်ပြီးသွားကြည့်လိုက်တဲ့အခါကျမ်းပြင်ပေါ်မှာကြီးလောင်ငွေပါကောင်မိခင်တကောင်ဟာသူ့ရဲ့ရင်ခွင်ထဲကသားသမီးလေးကိုပိုက်ပြီးခွက်ထဲကအသားတွေကိုခိုးစားနေတာကိုမြင်လိုက်ရတာပါ။ကောင်မလေးလည်းကြီးလောင်ပေါက်စားလေးရဲ့ငတ်မွတ်နေတဲ့မျက်နှာလေးကိုကြည့်ပြီးတနာစိတ်ဝင်သွားတာနဲ့မင်းကလေးလည်းငတ်နေလို့ထင်ပါရဲ့နောက်ခါမခိုးစားပါနဲ့တော့ဒီနေ့ကစပြီးငါအိမ်မိဖို့ချောင်မှာပဲနေတော့လေနင်တို့အတွက်ငါပဲအစာချမ်းထားပေးမယ်လို့ကျင်ကျင်နာနာပြောလိုက်ပါတယ်။ဒီလိုနဲ့ပဲသူမဟာကြီးလောင်မိသားစုလေးကိုတလားလောက်အထိအစာကျွေးပြီးစောင့်ရှောက်ပေးခဲ့ပေမဲ့ဒီနေ့မှာတော့အဲ့ဒီကြီးလောင်လေးတွေဟာဘာတန်မှမပေးပဲပျောက်ကွယ်သွားခဲ့ပါတယ်။အချိန်တွေကုန်လွန်ပြီးချမ်းအေးတဲ့တစောင်းမုံလာပြည့်ကြော်ညတညမှာတော့ကောင်မလေးရဲ့ကလေးဟာအပြင်းအဖျားဖျားပါလေရောသူမခမများတကိုယ်တည်းကလေးကိုလည်းပြုစုအိမ်လုပ်တွေလည်းရှုံနဲ့အားကိုးရမဲ့ပြီးအိမ်မှာသာကိုကိုကူညီပေးမဲ့ယောက်ျားတစ်ယောက်ရှိရင်တိတ်ကောင်းပါပဲလို့တွေးပြီးအားငယ်တကြီးငိုမိရှာပါတယ်။အဲဒီနောက်ကလေးကိုဆေးတိုက်ဖို့အလှည့်မှာတော့မယုံနိုင်စရာကောင်းတာကိုမြင်လိုက်ရပါတယ်။ရုပ်ချောချောနဲ့ကြည်ကောင်းလုံးတဲ့လူငယ်လေးတစ်ယောက်ဟာဆေးခွက်ကိုကင်ပြီးသူမကိုပြုံးပြနေရပါပြီးတော့ကတင်ဘေးမှာဝင်ထိုင်ပြီးကလေးကိုကျင်ကျင်နာနာနဲ့ဆေးတိုက်ပေးနေပါတယ်။ကောင်မလေးလည်းလမ်းထန်သွားပြီးရှင်ဘသူလဲအခုချက်ချင်းအပြင်ထွက်သွားလို့အော်ပါလေရော။အဲ့ဒီလူငယ်လေးကတနာကမမျက်နှာလေးနဲ့ကျွန်တော်ကနေဝေးကပါစားစရာမရှိလို့ငတ်မွတ်နေတာမို့ကျွန်တော်ကိုခိုးလုံးခွင့်ပေးပါလားဗျာခမရဲ့လင်းယောက်ျားအဖြစ်ခံယူပြီးကလေးကိုလည်းအတူတူစောင့်ရှောက်ပေးပါရစေလို့တောင်းဆိုပါတော့တယ်။ကောင်မလေးလည်းဒီလောက်စိတ်သဘောထားကောင်းပြီးအားကိုးရမဲ့သူကိုဝမ်းသာအားရနဲ့လက်ခံလိုက်တာပေါ့ဒီလူငယ်လေးဟာကောင်မလေးပြောတဲ့အတိုင်းပဲကလေးအပေါ်မှာတားရင်လိုဂယုစိုက်တယ်လို့မဆိုးမလေးအပေါ်မှာလည်းနှွေးထွေးတဲ့အိမ်အောင်ဖက်ကောင်းတစ်ယောက်ဖြစ်ပေးခဲ့ပါတယ်။ဒီနေ့အကြာမှာတော့သူတို့နှစ်ယောက်မှာချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်တောင်ထပ်ထွန်းကားခဲ့ပါတယ်။ဒါပေမဲ့ဘယ်ရာမှထာဝရဖုံးကွယ်ထားလို့မရပါဘူး။ဒီနေ့ညတကောင်ရံမှာကောင်မလေးအပေါ်ပါသွားဖို့နိုးလာတဲ့အခါဘေးမှာလှဲအိတ်နေတာကလူမဟုတ်ပဲကြီးလောင်ကြီးဖြစ်နေတာကိုမြင်လိုက်ရလို့လမ်းဖြန့်ပြီးကျမ်းပြင်ပေါ်ဖုံးကန်နဲ့လဲကျသွားပါတော့တယ်။ယောက်ျားဖြစ်သူကလူအတွင်ချက်ချင်းပြန်ပြောင်းပြီးလက်ထဲမှာကြီးလောင်ရေကုန်ကိုကင်ရင်မိမရဲ့မကြောက်ပါနဲ့မင်းကငါနဲ့ငါအမေကိုကဲတင်ခဲ့ဘူးလို့ကျေးဇူးဆက်တဲ့အနေနဲ့လာခဲ့တာပါမင်းတယောက်တည်းကလေးနဲ့ရုန်းကန်နေရတာတနာလို့ကူညီပေးခြင်းလို့ပါလို့အမှန်တိုင်းဖွင့်ပြောလိုက်ပါတယ်။ကောင်မလေးကလည်းကြီးလောင်ရေကုန်ကိုကြည့်ပြီးတန်ရောစင်ကလည်းရှိနေပြီမို့ကောင်းပါပြီလေဒါပေမဲ့ရှင်တနေ့နေ့ငါ့ကိုပြစ်သွားမှာကြောက်လို့ဒီရေခွန်ကိုငါစီမှာပဲအပေါင်ပေးထားရမယ်လို့ပြောပြီးတင်ထားလိုက်ပါတော့တယ်ဒီလိုနဲ့တလားလောက်ကြာတဲ့အခါမှာတော့ယောက်ျားဖြစ်သူဟာရုတ်တရက်ယောဂအပြင်းထန်ခံစားရပြီးတေလူမျိုးပါဖြစ်လာပါတယ်သူကကောင်မလေးရဲ့လက်ကိုဆွဲပြီးမိမငါရေခွန်လေးကိုပြန်ပေးပါတော့အဲ့ဒါငါရဲ့အသက်ဝိညာဉ်ရေခွန်မို့လို့ပါအဲ့ဒါမရှိရင်ငါတေးရလိမ့်မယ်မင်းကိုစိတ်ချပါငါဘယ်မှထွက်မသွားဘူးလို့တောင်းပန်ရှာပါတယ်ကောင်မလေးလည်းတော့ကရောက်ပြီးအိယာကုန်းထတစ်တာတွေမှွေးနောက်ပြီးအရေခွန်ကိုချက်ချင်းပြန်ပေးလိုက်ပါတယ်အန်ဩစရာကောင်းတာကနောက်တနေ့မနက်မှာပဲယောက်ျားဖြစ်သူဟာယောဂါတွေအကုန်ပျောက်ကင်းပြီးကောင်မလေးနဲ့ကလေးတွေအတွက်ထမင်းဟင်းတွေတပျော်တစ်ပါးချက်ပြုတ်ပြင်ဆင်ပေးထားတာကိုတွေ့လိုက်ရပါတယ်ကောင်မလေးကနောင်တရတဲ့မျက်ရည်တွေကျရင်ငါတောင်းပန်ပါတယ်ငါတိတ်အတ္တကြီးမိသွားတယ်လို့ပြောတော့ယောက်ျားဖြစ်သူကနှွေးထွေးစွာပြုံးပြီးမင်းဘလောက်စိတ်သဘောထားကောင်းလဲဆိုတာငါသိပါတယ်နောက်ငါတို့တွေစိတ်ချမ်းသာကိုကျမ်းမာနဲ့ဘယ်တော့မှမခွဲစတဲ့အတူတူနေသွားကြရအောင်တော့လို့နှစ်သိမ့်ပေးခဲ့ပါတယ်ဒီလိုနဲ့ပဲကောင်မလေးရဲ့စိတ်ကောင်းစေတနာကြောင့်တီလာဝင်တော်ဒုက္ခံသိမ့်သည်ဆိုသလိုပဲနောင်ဘဝတွေမကပဲဒီဘဝမှာတင်ကောင်းကျိုးချမ်းသာနဲ့စစ်မှန်တဲ့ပျော်ရွှင်မှုကိုလက်တွေ့ခံစားသွားရပါတော့တယ်